နော်တပေကန်ဆရာတော်ဘုရားကြီးရခိုင်မှာသရုတ်ထတန်ခါရတင်တဲ့ကတင်ခဲ့တဲ့အဆောက်အဦလို့ဆရာတော်ဘုရားကြီးကဒါကိုမိန့်ကြားပါတယ်ပေါ့ဒါဆိုတော့သာသနိကအဆောက်အဦဆိုတဲ့အထောက်ထားမြို့ဟောင်းကြီးကိုတူဖို့တဲ့ကတခြားအဆောက်အဦတွေနဲ့မတူဘူးဒါကြီးကသာသနိကအဆောက်အဦနဲ့တူတယ်အဲ့ဘေးမှာလည်းတန်ခါရတင်ကုန်းရှိတယ်အဲ့ဒီဟာတွေထောက်ထားတွေတွေ့ချင်းအမြဲဒါကိုယူဆကန်တပည့်တို့ဒါကိုဖတ်ကြည့်ပါဝေသာလီတွင်တိရိစန္ဒရာမေအုပ်စိုးစင်၌အိန္ဒိယတွင်ဘောဓိတတ္တဝါဒမဟာနာဘာသာတို့မှာအင်အားကောင်းနေခြင်းဖြစ်သည်ဟိုဝါဒသဘာများဝေသာလီရှိဗျမနာများနှင့်ပေါင်းမိကမဟာယာနဝါဒများဝင်ရောက်လာမည်ကိုကြိုတင်သိမြင်ခဲ့တယ်ထို့ကြောင့်ထေရဝါဒဗုဒ္ဓသာနာတော်အရှိတည်တဲ့နိုင်ရန်ရည်ယူစု၍တိရိစန္ဒရာမင်းသည်ယန္နာမထေရအရှင်သုလဝေဒနှင့်တိုင်ပင်ပြီးတော့ဩရမဂိ960ဖြုတ်ခွင်းတက္ကရေနှစ်တွင်ဝေသာလီမြို့၌သရုတ်ထသင်္ဃာနာတင်ခဲ့တယ်အဲ့တော့တင်တဲ့တက္ကရေကိုပြောပါအောင်ဗျာတိရိစန္ဒရာမင်းဩရမဂိ960ဖြုတ်ခွင်းတက္ကရေနှစ်သာနာနှစ်1169တကူလမ်းပြကျော်တရက်နေ့တင်ရဌာနကဝေသာလီမြို့တော်ကြီးအရှိဘက်ရွှေတောင်ကြီးတောင်ဒါဒီပြီးတော့ဒီတောင်ကိုကြာကြာနာနာကိုပိုက်စိတ်တိုက်ပြီးလေ့လာခဲ့တာဒီပြီးတော့သာတဲ့ဟာတင်ပြောနေတာမဟုတ်ပါဘူးကိုယ်တိုင်လေ့လာပြီးသားဖြစ်တဲ့အတွက်ဒီရဲရဲပြောရဲတာပါနောက်တစ်ခါဥဆောင်တဲ့ဆရာဘက်ကဘာလို့လဲဗျာတန်ခါရာဇာသုလရေဝယဟန္နာမထေမြတ်အမိပြုသောမင်းကတိရိစန္ဒရာမင်းပါဝင်သောတန်ခါရည်တက်ကရခိုင်မှာ1000ဒီဟိုမှာ1000စုစုပေါင်းတန်ခါ2000ဆိုဒီဟိုကလာတာကရေချောင်းလာသလားကောင်းငင်နေဇံကြွလာလားနှမျိုးလုံးလည်းဖြစ်နိုင်ပါတယ်ဗျအဲ့တော့ဆက်ဖက်လိုက်ပါပြီးတော့ကသုံးပုံကိုအာဂုံဆောင်နိုင်တော့ယဟန္နာ10ပါးမှာနှုတ်ဖြင့်ရွတ်ဆိုရေးကျေဝါပြားတွင်ရေးထိုးတယ်သုတ်တန်ကျမ်းပါဠိတော်တို့ကိုအလျားတထောင်တော်အနတ်တောင်စုပ်အထူတမူအထူးတမိုးရှိတဲ့ခြေပြားတစ်ချက်စီတွင်စာကြောင်းရေ28ကြောင်းစီပါတော့အချက်ပေါင်း900၌ရေးထုတ်ခဲ့တဲ့ရပြီပြဒီလောက်ပဲကျန်တာပြီးအောင်မဖတ်တော့အဲ့ဒီခြေပြားတွေကဒီလင်္ကာမှာရှိတယ်။ဘာကြောင့်ဒီဟိုမှာပဲရောက်သွားတယ်လဲတော့မသိဘူးရခိုင်မှာတော့အဲ့ဒီဟာမတွေ့ဘူးဗျ။အဲ့တော့ဒီဟိုမှာရောက်သွားတယ်နဲ့ပတ်သက်လို့ဒီဟိုကကြောက်စာဝင်ကမြန်မာပြည်ကိုလာလေ့လာရင်သူတို့ဒီမှာထိမ့်ထိန်ထားတာရှိတယ်လို့ပြောတယ်ပေါ့။ခြေပြားပေါ်မှာပိဋကတ်တော်တွေကိုတင်ပြီးတော့အပွားအနေနဲ့ဒီဟိုတစုံရခိုင်ဟိုတစုံထားခဲ့တာလည်းဖြစ်နိုင်တယ်ပေါ့။ရခိုင်တစုံကဘယ်ဖျားမှာထာဘာနာလိုက်တယ်ဘယ်လိုဖြစ်သွားတယ်ဆိုတာတော့တပည့်တော်သမိုင်းမသိတော့သမိုင်းအစပျောက်သွားတယ်ပေါ့ဗျနောက်တော့တစ်ချိန်ကျရင်လည်းပြန်ပေါ်ကောင်းပေါ်လာမှာပေါ့တပည့်တော်တို့ကတခါတည်းဖျားထဲမှာထာဘာနာပြစ်တာတွေလည်းရှိတယ်အဲ့လိုလည်းရှိတယ်တပည့်တော်ရခိုင်ကိုမြတ်စွာဘုရားရှင်ကြွလာတဲ့ကပထမမဟာမြတ်မုနိပြီးတဲ့ကဒုတိယဉာဏ်တော်အမြင့်ဆုံးရှင်ကျော်မုနိပြီးတဲ့ကရွှေဝရမုနိပြီးရင်ရံအောင်မြတ်မုနိလေးစုတည်တာပေါ့ပြီးရင်မြတ်စွာဘုရားရှင်ရင်ငွေတော်လုံပေးခဲ့အဲ့မုနိလေးစုမှာဆိုရွှေဝရမုနိဆိုအခုဒီလိုပြည်နောက်ဘက်ကအဲ့ဒီမှာရှိရွှေဝရမုနိကြတော့ဥက္ကဋ္ဌတို့လက်ထက်ကစီရီတော်ကြီးထဲမှာထည့်သွင်းပြီးတော့ထာဘာနာလိုက်တာဖြစ်တဲ့အတွက်ရွှေဝရမုနိကအပြင်မှာဖူးစရာမရှိဒီတော့ပြောချင်တာအဲ့ဒါမျိုးတွေထာဘာနာပြစ်တာတွေရှိပါတယ်ရှင်ကျော်မုနိကသမိုင်းမှာလုံးပြောင်းနေတာသမိုင်းမှာလုံးပြောင်းနေတာအဲရှင်ကျော်မုနိကိုခဏကြောက်တော်ကရခိုင်ပြည်နယ်ကြောက်တော်ကမုနိကိုရှင်ကျော်မုနိဆိုပြီးပြောနေတာတွေကမှားနေပါလေဗျအဲရှင်ကျော်မုနိကဒီတော့ရခိုင်ဆရာတော်ကြီးစပါးပြောလို့တပည့်တော်အဲ့သမိုင်းအစကိုတွေ့တယ်ဒါမုနိလေးသူသမိုင်းမှန်ဆိုပြီးတော့စောင်းမတစ်ပုဒ်ရေးထားပါတယ်အဲ့ဒီရှင်ကျော်မုနိကခဏပြည်ကိုသွားရင်ရွှေနဲ့တောင်ရှိပါလားဗျရွှေနဲ့တောင်ဘုရားအောက်ကိုဆင်းသွားလဲမထင်မရှားလေးအနေနဲ့ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားမင်းတရားကြီးရဲ့သားရွှေတောင်သားဒီရခိုင်ကိုသွားပြီးတော့ဘုရားပင့်တဲ့ဒီရွှေတောင်သားမျိုးသားကနေပြီးတော့ရှင်ကျော်မုနိကိုတူဟောဝက်ကိုးဝက်ထားတာဒါကြောင့်ညီမတို့သမိုင်းမှာပြန်ဖတ်ကြည့်တယ်ရခိုင်ကနေပြီးတော့ကြောက်တော်ကနေပြီးတော့ဒီလိုညီကိုပေါ့မိုင်းတရားအတိအကျရှိတယ်အဲ့လမ်းတစ်ကြောင်းလုံးကတရားတစ်စင်းမှမရှိမိုးစိုးဖောက်တယ်လဲဘုရားလေးသူလုံးကိုပင့်မှာဖြစ်တဲ့အတွက်လမ်းကိုလိုမျိုးဟိုကြောက်တွေတောင်တွေကိုကွင့်ပြီးတော့တေးသေးချာချာဖောက်တော့တာဒီဘက်ကစင်တဲဝရောက်တဲ့အခါကျတော့ပြောအမရဗုဒ္ဓကိုဗျအခုဒီပြောလို့ရတနာဘုံမရောက်သေးဘူးအမရဗုဒ္ဓကိုပင့်သွားတဲ့ကအကြီးဆုံးဖြစ်တဲ့မဟာမြတ်မုနိပေနဲ့ဆိုရင်9ပိနဲ့3လက်မလောက်ရှိညံတော်ပေါ့ဗျမဟာမြတ်မုနိကိုပင့်သွားတယ်အငယ်ဆုံးဖြစ်တဲ့ရှင်ကျော်မုနိကိုဒုတိယပင့်သွားတယ်ဒီနှစ်စုတစ်ပြိုင်နဲ့ပင့်သွားရှင်ဗုဒ္ဓမုနိကတော့စင်တဲဝမှာရခိုင်နေကသူတို့ဘက်ကန်းကိုတဆူပူဇော်ခြင်းပါတယ်ဆိုတော့ရွှေဝနာမုနိနေထားခဲ့တာထင်ရှားတယ်ဆိုတော့ကြောက်တော်မုနိရဲ့သမိုင်းပြောက်သွားတယ်ကြောက်တော်မုနိကမဟာမြတ်မုနိတပုံစံနဲ့တူတာနားတော့မှအပေါက်ပါတယ်တနိုင်ငံလုံးမှာလေခပန်းလိပ်ပေါ့တို့မို့ခပန်းကျိုးတနိုင်ငံလုံးအဲ့တဆူပဲတွေ့ဘူးခပန်းလိပ်ပါတို့မို့ခပန်းကျိုးပုံစံတွေ့တဲ့ဟာပါနောက်ကလေးရှင်ပြတို့ရွှေတောင်ကိုရောက်တဲ့အခါအောက်မှာသွားဖို့ကြည့်ပဲတပည့်တော်အနည်းကအဲ့မှာမီးတွေပါတွေရောအများကြီးလှူထားတာရှိတယ်တပည့်တော်အကျင့်၄ချိန်လောက်သွားဖူးပြီးသွားပြီအဲ့ဒါတော့ရှင်ကျော်မုနိသမိုင်းကိုတပည့်တော်ပြန်ရပါတယ်တချိရခိုင်မှာရှိတဲ့ကြောက်တော်မုနိဟာမဟာ
မြတ်မုနီသွန်းလို့တော့လေးသူထဲမှာပါသလားဆိုမပါပါဘူးဗျအခုကဒါကြောက်သားပါဗျမဟာမြတ်မုနီသွန်းလို့ခဲ့တဲ့ဟာရွှေငွေကြီးအစားရှိတဲ့ပင်စလောဟာနဲ့သွန်းလို့ခဲ့တာပါဗျအဲ့မဟာမြတ်မုနီနှစ်ပေါင်း2000ကျော်ကိန်းခဲ့တဲ့ဒီကြောက်တော်ကုန်းမှာရှိတဲ့ကြောက်စင်းသူတော်ကိုရခိုင်နေရအထိမ့်မဲ့အနေနဲ့မဟာမြတ်မုနီစံပေးတဲ့အထိမ့်မဲ့အနေနဲ့အဲ့မှာပြန်ပြီးတော့ကြောက်တော်မုနီဆိုပြီးတော့ကိုးကွယ်နေကြခြင်းသာဖြစ်ပါတယ်အဲ့ဒါတပြီးတော့စောင်းပါလေးပြည့်စုံရေးထားပါတယ်ရခိုင်မှာသရုတ်ထတန်ခါတင်ခဲ့တဲ့ဆိုတဲ့အထောက်တစ်ခုပေါ့ဗျာ12ရာစုဝန်းကျင်ဖြစ်သွားပြီ1100နဲ့ဘယ်လောက်လဲဗျာ1169တကူလိုက်ပြီးကျော်တရက်ဆိုတော့ဘယ်လောက်ရာစုဖြစ်သွားလဲဖျားပရိဒမန်ပြေးပြီးတော့12ရာစုတည်းဝင်သွားဒါနာနဲ့12ရာစုတည်းဝင်သွားတာဗျာအဲ့ဒါတော့အရှင်ဘုရားတို့အခုတော့သွားလို့ပဲရမလဲဗျာခေတ်ကာလကောင်းလို့ရောက်ခဲ့ရင်မြောက်ဦးကိုကြွဖြတ်မြောက်ဦးကြွပြီးတဲ့အခါကျတော့အဲ့မှာမြောက်ဦးကနေပြန်ထွက်လာရင်တော့မို့အသွားမှာပဲဝေသာလီမျိုးဟောင်းကိုဝင်မှာဗျမြမသမိုင်းနဲ့ချိတ်ရရင်ဒီလိုသိရှည်သွားမှာဆိုလို့ဆိုတော့ကျန်စစ်သားရဲ့အမေဝေသာလီဆိုပြီးတော့လူပြောတာရှိအဲ့ဝေသာလီလို့သူနေတာဆက်လုပ်တဲ့အခါဝေသာလီလားဝေသာလီကပြိဋိဘံဆန်တော့အစာတတက်ကတိုက်လိုက်လို့ကုန်းသွားတော်တော်အခါကျတော့မြို့တဲ့မြို့လေးအနေနဲ့ရှိရကိုမင်းလက်ထက်မှာတိုင်း16တိုင်းနဲ့အကုန်ပေါင်းသိမှာဝေသာလီဟာကြည့်ရတယ်ဒါကြောင့်သားရဲ့အမေဟာဝေသာလီသူဖြစ်ခဲ့တဲ့ရခိုင်ကဒါသမတွေထုတ်ခဲ့တာအဲ့ဒါပါဗျာဒါတပည့်တော်တို့အခုဒါစဉ်းစားတာပိုင်ပြောလို့ဒါတဲ့နဲ့မန်းဆက်ချက်ဒါဟုတ်ဆိုတာတပည့်တော်ဒါဒီမှာအထောက်ထားတွေအခုထိရှိပါတယ်ဗျာခက်တပည့်တော်ပြောတာမလို့တကသရုပ်နောက်တဲ့သာနာအန်ကြည့်အောင်ပါဗျာသာနာနဲ့17ရာယုံစရာကြီးနော်1300ရှိပြီမဟာယခေါ်လောက်သည်အရှင်ဗောဓိဓမ္မဟိုတည်ထောင်နေကိုရီးယားပြည်သို့တီကောင်တွေကိုစဉ်းစားတာကကြည့်ပါဦးရှိတယ်ဂျပန်နိုင်ငံတို့ဂျပန်နဲ့ရာသူမှာဗုဒ္ဓတွေကိုအခြေခံပြီးတော့အခြေခံဥပဒေရေးဆွဲထားတာပါဗျရောက်တဲ့အထိနှစ်ကျော်လောက်ဂျပန်သူ့ရဲ့အခြေခံဥပဒေနိုင်ငံတော်ရဲ့အခြေခံဥပဒေကိုဗုဒ္ဓဘာသာရဲ့အဆုံးအမကိုရေးထားတယ်ဆိုတဲ့ရှိပါတရုတ်မှာတော့ဟုတ်လားလေမဟာယာနတွေကောင်းသွားပြန်ပြီဒါတစ်ခေတ်ဒီလေပေါ့ဗျာဒါ12ရာစုအိန္ဒိယပြည်တွင်မဟာယာနမှာတန္တရာယာနဝိသယာနအဖြစ်တို့စားလာခဲ့တယ်ဗုဒ္ဓမပွင့်3000 BC 3500ကအိန္ဒိယနိုင်ငံတွင်ဗြဟ္မဏဝါဒပေါ်ထွန်းခဲ့တယ်မြတ်ဗုဒ္ဓသာနာက AD 800စုမှာဒီဗြဟ္မဏဝါဒအားတက္ကဗေဒာနိနဲ့ကျမ်းစာခြင်းဖြင့်ကြာကြာနာနာပြုပြင်လိုက်တော့ဘာသာတည်ပင်ဘာသာဖြစ်လာဟိန္ဒူလို့အဲ့ကြမှာတတ်တာဘာသာအနေနဲ့ဆိုရင်တော့ဘုရားပြိဋိဘံစံပြီးတော့နှစ်ပေါင်း1200လောက်နောက်ကျရင်မှနာမည်ပေါ်လာတာဒီရင်ဗြဟ္မဏဘာသာအနေနဲ့ပြောရင်ပွင့်ပြီးနှစ်ပေါင်း2900ဝန်းကျင်လောက်ဆောပါတယ်နှစ်ပေါင်း3ပါတယ်ဗျဒါတော့ရှင်များတို့စက္ကဝတိတုတ်တော်အခေညာတုတ်တို့မှာဖတ်ကြည့်လိုက်ပါဗျာအဲ့ဒါဆိုရင်တော့ဒါပါဠိတော်မှာလည်းတည်းရဲ့ပါတာဖြစ်တဲ့အတွက်ဘာသာဝါဒတွေဘယ်လိုပေါ်ထွန်းလာတယ်ဆိုတာပေါ်လာပြီအဲ့ဒါတို့ဗြဟ္မဏနဲ့မရှိမနောက်မှာတို့ဂျူးဘာသာပေါ်လာတယ်နောက်တော့ Roso Astor တို့ဘာလို့ပေါ်လာတယ်ပေါ့အဲ့ဒီကနေပြီးတော့နောက်ခေတ်ပေါင်းထောင်ကနန်းလောက်နောက်ကြရင်မှာဗုဒ္ဓဘာသာပေါ်လာတယ်ဗုဒ္ဓဘာသာနဲ့2600လောက်နောက်ကြရင်မှာခရစ်ယာန်ပေါ်လာတယ်ခရစ်ယာန်ပေါ်ပြီး2600လောက်နောက်ကြရင်မှာအစ္စလမ်ဘာသာပေါ်လာတယ်ဆိုတော့အစ္စလမ်ဘာသာဗုဒ္ဓဘာသာဘက်ကကြည့်ရင်1200လောက်နောက်ကြရင်မှာပေါ်ခဲ့တယ်ဒါလက်ရှိနာမည်အရပြောတဲ့ဟာပါအဲ့ဒါပြီးတော့မေကွန်းတစ်ခုမေးပါမယ်ရှင်ပြများတဲ့တက်မှာဘုဒ္ဓနာပြည့်စုံတဲ့ရှင်ပြများလည်းပါတော့ကျိုးစားရဖြေကြည့်ပါဗုဒ္ဓဘာသာဆိုတဲ့အခေါ်ပဲဘယ်ချိန်မှာပေါ်ခဲ့တာဘုရားပွင့်နေရပေါ်လာအဲ့ဒီမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးမှပေါ့အဲ့ဒီပေါ်ခဲ့တယ်ကျန်တဲ့အရှင်ပြများရောဗုဒ္ဓဘာသာဆိုတဲ့အခေါ်ဟာမြန်မာပြည်မှာမရှိခဲ့ပါဘူးမြန်မာပြည်မှာတမ္မာဒိဋ္ဌိဘာသာအနေနဲ့ပဲဒီခေတ်တရားပကံခေတ်ဆက်ဒီတိုင်းအင်းဝပင်ရကုန်းပါဘုရောမင်းတရားလက်ထက်ကြတော့ပထမအင်္ဂလိပ်မြန်မာကျူးကျော်သိဖြစ်ပြီးတဲ့အခါသာနာပြုတွေဝင်လာပြီ missionary တွေပေါ့ M3 လုံးပေါ့ဗျာ missionary military ဆိုတာမျိုးတွေပေါ့အဲ့လိုမျိုးတွေဝင်လာတဲ့အခါကျတော့သူတို့ဘာသာတွေ religions ဆိုတာဘာသာတရားတွေဘာကို religions ခေါ်တာလဲဆို God ကိုကိုးကွယ်တဲ့ဘာသာတွေကို religions ခေါ်တယ်အဲ့တော့ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာမှာလွှဲရင်ကျန်တဲ့ဟာတွေ religions လို့ပြောလို့ရတယ်ဗုဒ္ဓဘာသာဟာ God ကိုကိုးကွယ်တာမဟုတ်တဲ့အတွက်အင်္ဂလိပ်လို religions လို့ရေးလို့မရတို့မင်းနဲ့အနေနဲ့တိကျမရှိတဲ့အတွက်တို့ religions လို့တာသုံးတာပေါ့အဲ့တော့ဗုဒ္ဓဘာသာဆိုတဲ့အခေါ်ကိုဗုဒ္ဓမင်းရဲ့လက်ထက်ကျမှတခြားဘာသာတွေဝင်လာတော့ဗုဒ္ဓကိုကိုးကွယ်တာဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာပေါ့
ခရစ်ယာန်ကိုကိုယ်ကြတဲ့ခရစ်ယာန်ဘာသာပေါ်ဆိုတဲ့ဒီအသုံးနှုန်းတွေကပေါ်လာတာပါဗျာမဟာစီကျတော်ဘုရားကြီးရေးထားတဲ့ဘဝပြဿနာဆိုတဲ့စာအုပ်ထဲမှာအပြည့်အစုံဖတ်ကြည့်လိုက်ပါဒီဗုဒ္ဓဘာသာပေါ်လာတဲ့ခစ်တွေဘယ်လိုထုံးကားလာတယ်ဘလို့ဒီအခေါ်တွေတွင်ကျဲလာတယ်ဆိုတာမာသီဆရာတော်ဘုရားရေးထားတယ်ဘဝပြဿနာဆိုတဲ့စာအုပ်ထဲမှာဖတ်ကြည့်ပါဗျာနော်ဒီတော့အဲ့ဒါ hints လေးအလောက်ပဲပေးခဲ့အဲ့တော့ဒေးကြ